လက်ချေနှစ်ဖူးတထောင်ဒူးဆိုတီချင်း၅ပါးလို့ခေါ်အဲ့ဒါကိုမြန်မာပြည်မှာတော့တချို့ကထိချင်း၅ပါးဆိုထိနေတာတွေကိုသွားပြောတယ်စာပေရပြောမယ်ဆိုလို့ရှိရင်ထိတာနဲ့မဆိုင်ဘူးတီရင်တော့ထိမှာပေါ့လေမထိပဲနဲ့တီလို့မှမရဘူးเนาะအဲ့တော့ထိချင်း၅ပါးဆိုတဲ့အသုံးမဟုတ်ဘဲနဲ့တီချင်း၅ပါးတီတယ်ဆိုတာကြည့်တမြင်ခွေးထိုင်နေလို့ရှိရင်ကျမ်းမှာဘာတွေထိနေလဲကိုချီတော်တီထိတယ်တင်ပါထိနေတယ်အဲ့ဒါတီးနေတာကျမ်းပေါ်မှာတီးနေတဲ့အနေအထားမျိုးအဲ့တော့ရှ िख ိုးဝှချတယ်ဆိုတဲ့အချိန်မှာသူကတီချင်း၅ပါးဆိုတာခြေတော့ကဒူးကနေပြီးတော့ခြေချောင်းလေးတွေထိအောင်အဲ့ဒါကျမ်းပေါ်မှာရှိတယ်တထောင်ကနေပြီးတော့လက်နှစ်ဖက်ကလည်းပဲကျမ်းပေါ်မှာရှိတယ်နှစ်ဖူးကလည်းပဲကျမ်းပေါ်မှာရှိတယ်ကျမ်းဆိုတာအောက်ခံပေါ်မှာရှိတယ် ground ပေါ့နော်မြေကြီးပေါ်ဖြစ်ရင်မြေကြီးကျမ်းပေါ်မှာဖြစ်ရင်ကျမ်းပေါ်ကော်စောပေါ်မှာဖြစ်ရင်ကော်စားပေါ့အဲ့ဒီလိုတီချင်း၅မျိုးလို့ခေါ်တယ်နော်တီချင်း၅မျိုးဆင်းနေကြတော့ဗာပြောလို့ဆိုတတ္တပဋိထောနာဂရတာစွန့်ရည်တတိရှိပြီးတော့တကယ်ကောင်းတဲ့ဆင်းရဲကြံ့လက္ခဏာကိုရွေးလို့ရှိရင်ဆင်းနေဟာဒီမြေကြီးပေါ်မှာတည်တာဆင်းနေကြတော့ခုနှစ်ခုရှိတယ်လို့သူတို့ပြောတယ်နော်ခုနှစ်ခုရှိတယ်ခုနှစ်ခုကခြေတော်၄ဘက်ကမြေကြီးပေါ်တည်တယ်ဆိုတော့ဒါထင်ရှားတယ်နော်ခြေတော်၄ဘက်နောက်တစ်ခုကနှာမောင်းကလည်းမြေကြီးကိုထိတယ်တို့ဆိုလို့နောက်တစ်ခုကအမီနော်ခြေတော်၄ချောင်းရယ်နှာမောင်းရယ်ငါအမီနောက်တစ်ခုထိတာတော့ပြောချင်တော့ကဲအဲ့ဒီနော်ခုနှစ်မျိုးဟာမြေကြီးပေါ်မှာထိတယ်အဲ့ဒီမြေကြီးပေါ်ထိတဲ့ဆင်ကိုတတ္တပဋိထောနာဂရာစာတကယ်ဆင်မင်းအဖြစ်ရွေးချယ်ကြတယ်နော်ခုနှစ်ဌာနအဲ့ဒီလိုတည်တယ်လို့ပဲလူဟာရှ िख ိုးတဲ့အခါမှာဟောသူကနေပြီးခြေပြားအထိကနှစ်ဖက်တရောင်စစ်ကနေပြီးတော့လက်ဖြားအထိကနှစ်ဖက်နှစ်ဖူးဆိုအားလုံးပေါင်းလိုက်တဲ့ငါအဲ့ဒါကိုပင်စပဋိဋ္ဌိတဝန္ဒနာလို့ခေါ်တယ်တည်ခြားခြားဝှချတဲ့အခါမျိုးမှာပင်စပဋိဋ္ဌိတဝန္ဒနာနဲ့ရှ िख ိုးကြတယ်ဒါတွေကိုယဉ်ကျေးမှုတရားအနေနဲ့သင်ကြပါသင်ကြတယ်ဒါနေရာတိုင်းမှာတော့ရှ िख ိုးတာမဟုတ်ဘူးဆင်ပြေတဲ့အခါမှာအဲ့ဒါအေးဘုရားငယ်ရသွားတဲ့လူတွေလည်းမြင်မှုပါလိမ့်မယ်ဝန်ရထိုးရှ िख ိုးတာဆိုတာရှိသေးတယ်နော်ဝန်ရထိုးရှ िख ိုးရင်လည်းပဲသူကဝန်ရထိုးတာတွေထိတာပေါ့ဒါပေါ့အဲ့ဒါလို့ရှ िख ိုးမှုတွေကအမျိုးမျိုးရှိတယ်ပေါ့ဘယ်လိုပဲရှ िख ိုးဆလူရိုက်တာလို့ပဲစိတ်แท้ကကြည်ညိုမှုကိုဖော်ပြတဲ့အနေအထားတွေမျှတာဖြစ်တယ်ပေါ့ငါဒီချင်း၅ပါးနဲ့ရှ िख ိုးမှာကုသိုလ်ရတယ်ဒီလိုတော့လည်းမမှတ်လိမ့်နဲ့ပေါ့နော်လူမျိုးရဲ့ရှင်ကျေးမှုဒလိထုံတန်းစင်လာရကိုယ့်ရဲ့ဒီရိုသေလေးစားမှုကိုဖော်ပြတဲ့ပုံပန်းတရံတစ်ခုလောက်ဒါဖော်ပြတာဖြစ်တယ်ပေါ့နော်ပုံပန်းတရံတစ်ခုလို့ပြဘယ်လိုပဲရှ िख ိုးစိတ်ဆွမ်းအားထဲမှာကြည်ညိုလေးမြတ်တဲ့တတ္ထာဆိုတာရှိရမယ်ဂါရဝဆိုတာရှိရမယ်ပေမဆိုတဲ့ချစ်မြတ်နိုးမှုရှိရမယ်ဟိရိဩတ္တပဆိုတာရှိရမယ်အဲ့ဒီစိတ်ဓာတ်တွေနဲ့ရှ िख ိုးရင်တော့ကုသိုလ်ရတာကြည့်ပါပဲကောဘယ်လိုရှ िख ိုးမတရားရှ िख ိုးလဲကုသိုလ်ရတာဒီပိစပဋိဋ္ဌိတဝန္ဒနာဆိုတာများသောအားဖြင့်လူသားတွေသာရှ िख ိုးတာနတ်တွေတရားတွေပြမတွေလာရင်ပဲအဲ့ဒီလိုရှ िख ိုးနေလိမ့်မယ်မတရားတယ်လက်အုပ်ချီတယ်ဒါလောက်ပဲသူတို့ရှ िख ိုးတာနော်အဲ့ဒါလဲရှ िख ိုးခြင်းပဲဘယ်လိုပဲရှ िख ိုးဒီလိုရှ िख ိုးမှကုသိုလ်ရတယ်လို့တော့မဟုတ်ဘူးစိတ်ဓာတ်ပေါ်မှာသာမူတည်တယ်ခေါဏလိုပဲဒီနှစ်ဖူးတို့ဒူးတို့လက်တို့နှစ်ဖူးတို့နဲ့ရှ िख ိုးတော်လဲတရောင်ဒူးတို့ရှ िख ိုးတော်လဲပဲစိတ်ဓာတ်ကတောင်တွေးမြောက်တွေးနဲ့မလှုပ်ချင်လှုပ်တာမျိုးကြရင်တော့ကုသိုလ်ရမှာမဟုတ်ဘူးဒါ
အရေးကြီးဆုံးကစိတ်သာရှင်စောဖရာဟောလို့ဆိုတဲ့အတိုင်းပဲကိုယ်စိတ်ရဲ့အလေးနဲ့ထားမှုပုံမှာပူတည်တယ်လို့သာမှတ်ပြီးတော့နော်ဟိုလိုရှိခိုးမှကုသိုလ်ရတယ်ဒီလိုရှိခိုးမှကုသိုလ်ရတယ်မဟုတ်ဘူးသို့တော်ဘယ်ရာပဲဖြစ်ဖြစ်လူယဉ်ကျေးမှုမှာ systematically ဆိုတာစနစ်တကျလုပ်တယ်ဆိုတာကိုတော့မှတ်သားမှာပေါ့တိဘက်တွေကရှ िख ိုးတဲ့နည်းဆိုရင်ခွဲနာတို့ဝန်ရထိုးပြီးတော့ရှ िख ိုးတာဒါသူတို့ရှ िख ိုးတဲ့နည်းလို့ပဲဒီလိုမှတ်ကိုယ်ယဉ်ကျေးနဲ့ကိုယ်လို့ကိုယ်ယဉ်ကျေးမှုနဲ့ကိုယ်လို့